ဆက်စုကြည့်ဒီနေရာပါရှိလေဒီလေးမှာပေါ့လမ်းလျှောက်ရေးဆက်စုကြည့်ဒီနဝဆိုတော့တိတ်ပြောမှာသူကြတော့အယုံခံစားစရာကြီးတိတ်များလို့ခံစားတယ်တိတ်တော့မထူးဆန်းတော့right နော်ဟုတ်လေးစီရဲ့ရထားလေးလည်းရှိတယ်ဒီကြမှာပြန်တွေ့ဒီပြောက်ကိုရှောက်ကြည့်ဒီရှောက်ကြည့်မြစ်တာဘွားဖြစ်ပါတယ်အားလုံးကြမ်းမှချမ်းသာကြပါစေစိတ်ချမ်းသာပါစေချမ်းမြေ့တယ်ကျွတ်ရွှင်ခြင်းနေနဲ့ဒီစကြ